နောက်ဆုံးချိန်ကအသက်ရှင်နေပြီးသွားနိုင်ဖို့အတွက်ကိုဒီဒီအာလူကြီးတယောက်ကဖွင့်လို့နေတယ်ဘုန်းတော်လေးပေါ့နော်ခေါင်းလုံးနဲ့ချိုးချိုးနဲ့ဘာလဲတော့ခေါင်းလုံးနဲ့ချိုးချိုးနဲ့ရွှေဘိုးစီကဟဲ့ဘေးပြန်လာစီလိုက်တာဗျာဟောရွှေဘိုးစီကဟဲ့ဘေးရနေဘေးရမှာဘူးကမှန်ပါဗျာဟောဒီဘက်ကခေါင်းတော့ပနာမနဲ့ဂါရောပြုတာလားကိုဖြိုးပါလိမ့်လားဗျာပါလေဒီကိုခိုင်ရဲ့ကျွန်တော်ဟောဒီလိုခုတော့ပနာမနဲ့စာသတာကိုခိုင်ကြီးလာရလာတယ်ဗျဘာလို့ဘာကောင်းလို့ဘာကောင်းလို့ဗျပြောပါကလောတော့ကြီးလာညာကလောမှာလေညာတိုင်တာကြီးတို့ကြီးအမွေးတွေနဲ့ဒါတိကလောလည်းမဟုတ်လားလည်းမဟုတ်ညောင်မောင်းမညာတိုက်တာတမျိုးကိုခိုင်ကြီးကလာမဟုတ်ဘူးကိုခိုင်ကြီးကကျွတ်တိုက်တာဘောဒီညာဘက်ကကိုကျော်ကြီးလားဗျာပြောပါလေပြောပါမျိုးဘောဒီကဘက်ကကိုနေလေးကြီးလားဗျာပါဗျာနေပါဗျာโอเคကျွန်တော်ဒီကိုလေးခုလိုစုစုစည်းစည်းနဲ့အချိန်လေးအများကြီးပေးပြီးတော့9မိနစ်လောက်တိုက်ပြီးတော့စင်ပေါ်တက်ရတာပေါ့နော်ကြော်ညာထုတ်ဒီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီချန်ပွဲကြီးကိုပုံပြတင်လို့ပါဗျာမှန်ပါဗျာဒီမှာရိုးရနဲ့ဒီရိုးရကိုဆက်ပြီးတော့မှဆက်တောင်းပြီးတော့မှကျွန်တော်တို့ဒီပွဲလေးကိုဖြစ်အောင်လုပ်မယ်ဆိုပြီးတော့မဖြစ်မင်းနဲ့ဒီနေ့ကနေစတာပေါ့ဗျာဆိုနောက်နေ့မှာဒီညောင်မန်းချက်တွေကြီးနဲ့ဒီလေးကိုကြည့်နိုင်လို့ဆိုပြီးတော့ကျွန်တော်တို့ကမရှိတဲ့အားတွေထုတ်ပြီးတော့မှဒီနေ့ကတော့ထည့်ပေးလိုက်ပါမယ်ဗျာကိုပြောပါသေးတယ်